ဆန္ဒနဲ့ဘဝတစ်ထပ်သေးမကြဘူးလို့တီးလဲရတဲ့အချိန်အရာရာဟာနောက်ကျနေပြီလို့ခံစားမိရင်ခံစားမိလာမယ်စိတ်ညစ်စရာတွေနဲ့ကြုံလာရတဲ့အခါအမှန်နဲ့အမှားတွေမဝေခွဲနိုင်တော့ပဲစိတ်တွေရှုပ်ထွေးနောက်ကျနေတာမျိုးတွေခံစားကြရလိမ့်မယ်ဒါပေမဲ့ဒါတွေဟာမင်းကိုလဲကြစေဖို့ရှုံးနှိမ့်စေဖို့ပြုလုပ်နိုင်တဲ့အရာတွေတော့မဖြစ်စေနဲ့ဘာကြောင့်လဲဆိုတော့လူတွေဟာတစ်ခါလေးလဲကြယုံတစ်ခါလောက်ရှုံးနှိမ့်ယုံနဲ့တစ်သက်လုံးသာရှုံးနှိမ့်သွားတာမဟုတ်ဘူးဆိုတာကိုအမြဲတမ်းရနေဖို့လိုတယ်ဒီတီတရားရှိနေမှသာပြန်လဲယုံထားနိုင်ဖို့ပြန်ကြိုးစားနိုင်မယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားတွေမင်းစီကိုဝင်လာမှာပဲဒါကြောင့်ဘဝမှာကိုယ်ပါတွေဖြစ်ချင်တာလဲကိုယ်ပါတွေလောရမှာလဲဆိုတာကိုသိဖို့လိုမယ်ဒီအရာတွေကိုလုံရင်းနဲ့မောင်းမြင်ခဲ့တာရှိရင်လဲနောင်တဆိုတာမရဖို့လိုတယ်ကိုယ်စိတ်ကူးတွေဖြစ်မလာခဲ့လို့လဲစိတ်ဓာတ်မကြဖို့လိုတယ်အမောင်ဆိုတာအလင်းရောက်လာရင်ပျောက်ကွယ်သွားမှာဖြစ်သလိုဒီနေ့ကုံလွန်သွားရင်လဲမနှက်ပြန်ဆိုတာရောက်လာအောင်မှာပဲဒါကြောင့်ကြာရှုံးခဲ့တဲ့အရာတွေမောင်မြင်ခဲ့တဲ့အရာတွေကိုစိတ်ပြတ်မနေပဲကိုယ့်ကြမ္မာကိုဖန်တီးနိုင်ဖို့ကြိုးစားဘဝမှာလူတွေနဲ့ဆက်ဆံရမယ်လူအများစုကကိုပေးမှတုံ့ပြန်တာမျိုးတွေနဲ့လည်းမင်းကြုံရနိုင်တယ်ကိုယ်စေနာကိုဥပက္ခပြုတာတွေကိုမျက်တာကိုမထီမဲ့မြင်ပြုတဲ့သူတွေနဲ့များစွာကြုံရအောင်မှာပဲဒီလိုကြုံရတဲ့အခါမျိုးမှာလည်းစိတ်ပြတ်ဝမ်းနေတာမျိုးတွေမဖြစ်မိစေနဲ့ဒီလိုလူတွေကိုကောင်းတဲ့ကနေထုတ်ပြပြီးကိုရှိစားရမယ့်ဘဝအတွက်ပဲဆက်ပြီးကြိုးစားပါကိုအားရင်းနှီးဆုံးလို့ခံယူထားတဲ့တငယ်ချင်းတွေမိတ်ဆွေတွေကကိုယ့်ကိုဆုံးခွာသွားခဲ့ရင်လည်းဝမ်းနည်းမနေနဲ့ဘာကြောင့်လဲဆိုတော့ရှေ့ဆက်ရမယ့်မင်းရဲ့ဘဝကီလမ်းမှာမိတ်ဆွေအသစ်တွေအပေါင်းအသင်းသစ်တွေနဲ့မင်းကြုံအောင်မှာပဲလေလူတိုင်းဟာကိုယ်စိတ်နဲ့မတူနိုင်တဲ့လောကကြီးထဲမှာအရာရာတိုင်းကိုလိုက်ခံစားနေရင်အချိန်တွေကုန်ကိုယ့်ရဲ့စိတ်ဓာတ်ခွန်အားတွေဆုံးရှုံးရတာလောက်နှမျောစရာကောင်းတာမရှိဘူးဒါကြောင့်ပြီးဆုံးသွားတဲ့တိတ်ကိုဝမ်းနေမနေနဲ့သင်္ကန်းသာပဲယူအဲ့ဒီသင်္ကန်းသာရည်နဲ့ကိုယ့်ရဲ့အနာဂတ်ဘဝကိုပုံဖော်ထုစစ်လက်ရှိအခြေအနေမှာအကောင်းဆုံးကြိုးစားဘဝဆိုတာကိုဖြစ်ချင်တိုင်းဖြစ်မလာဘူးဆိုတာကိုအမြဲတမ်းသတိရဘယ်လိုအမှားတွေနဲ့ပဲကြုံဘယ်လိုခက်ခဲတွေနဲ့ပဲကြုံကြိုးစားနေတဲ့လူငယ်တိုင်းအတွက်ပန်းနိုင်တစ်ခုရှိနေတယ်ဆိုတာလေအမြဲတမ်းသတိရထားကိုမခဲ့တဲ့အမားတွေအတွက်တသားသားနဲ့နောင်တတွေရစိတ်ပြက်ဝမ်းနေမယ်ဆိုရင်အဲ့ဒီနောင်တစိတ်တွေကမင်းကိုနှစ်ခါတည်သေးလိမ့်မယ်ကွဒါကြောင့်လူငယ်တွေအနေနဲ့မှတ်သားထားဖို့လိုတာလောကကြီးမှာကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတွေအားလုံးဟာစကားတွေကစံကောင်းကိုတန်ယူရသလိုနောက်ဆုံးမှာကောင်းတာတွေရဖို့အတွက်မကောင်းတဲ့အရာတွေကိုတန့်စင်ကြော်ဖြတ်ရတယ်ဆိုတာပဲကျွန်တော်နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချင်းမြတ်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေအဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများစွာရဲ့တုတ္တရတဤပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှားဘူးလို့ရရှိနိုင်ပြီဆိုတာကိုပါထိုင်းနိုင်ငံမှာရှိတဲ့ဘယ်မျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝမလိုပါဘူးစာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲဆက်သွယ်မအောင်ခြင်းတဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှားလို့ရရှိနိုင်ပါပြီဗျဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ